ငယ်ချင်းများကိုကျွန်တော်ဒီ Google App Pro ကနေကျွန်တော်ဆွဲထားတဲ့ကျွန်တော်ဒီ Polygon တွေကိုပေါ့နော်ကျွန်တော် Google App Pro ကနေဆွဲထားတဲ့ကျွန်တော်ဒီမှာ Polygon တွေကိုကျွန်တော်ဒီ Geometry တွေကိုကျွန်တော်ဒီတွားပြီးတော့ဒီ Polygon တွေကိုတင်ကြည့်တဲ့နည်းလေးကိုကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်မျှဝေပေးမှာဖြစ်ပါတယ်ဒီကျွန်တော် Geometry နဲ့ဆွဲထားတဲ့ဒီ layer တွေကိုကျွန်တော်ဒီ Google App Pro မှာကျွန်တော်တင်ကြည့်လို့ရမယ့်နည်းလေးကိုကျွန်တော်ရှေ့ဗီဒီယိုမှာကျွန်တော်ပြောပြပေးထားတာရှိပါတယ်အဲဗီဒီယိုလေးကိုမိတ်ဆွေတို့မကြည့်ရသေးရင်တွားပြီးတော့ကြည့်လို့ရပါတယ်ဒီတစ်ခါမှာတော့ကျွန်တော်ဒီ Google App Pro ကနေကျွန်တော်ဆွဲထားတဲ့ကျွန်တော်တို့ဒီ Polygon line တွေကိုကျွန်တော်တို့ဒီ Geometry မှာကျွန်တော်တွားပြီးတော့ကျွန်တော်တင်ကြည့်လို့ရမယ့်နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒါဆိုတော့ကျွန်တော်ဒီ Google App Pro တွေကိုတွားပြီးတော့ကျွန်တော် Polygon လေးတွေကျွန်တော်ဆွဲကြည့်ပါမယ်ဟုတ်ပြီနော်ဒီအကွက်ကလေးတွေကိုကျွန်တော်ဒီ